လူကြီးမင်းတို့ရဲ့ဘဝမှာကိုကဘယ်လောက်ပဲကောင်းအောင်နေပတ်ဝန်းကျင်ရဲ့ဝေဖန်မှုကဲ့ရဲ့ခြင်းတွေကိုတော့အားလုံးကြုံမှုကြမယ်ထင်ပါတယ်ကျွန်တော်ဒီနေ့တော့ပတ်ဝန်းကျင်ရဲ့အစိုးမြင်ဝေဖန်မှုတွေကိုခန္ဓာရည်ရှိအောင်ဘယ်လိုနေရမလဲဆိုတာနဲ့ပတ်သက်ပြီးအချက်၅ချက်နဲ့ကျွန်တော်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့ပတ်ဝန်းကျင်ဆိုတာဘာကြောင့်အစိုးမြင်တတ်တာလဲစာရေးဆရာတယောက်ကပြောဘူးသလိုပဲပတ်ဝန်းကျင်ဆိုတာကိုကဘယ်လိုပဲနေအကောင့်ထက်အစိုးကိုပဲရှာပြီးကြည့်တတ်ကြတာများပါတယ်ဒါဟာဘာကြောင့်လဲဆိုတော့လူအများစုကကိုနဲ့မတူတဲ့သူကိုထက်သာနေတဲ့တခြားသူကိုမြင်ရင်အလိုလိုနေရင်ဝေဖန်ခြင်းစိတ်ပေါက်လာတတ်လို့ပါသူတို့ရဲ့ဝေဖန်မှုတွေဟာကိုယ့်ရဲ့အမားကိုပြင်ပေးလို့ခြင်းထက်သူတို့ရဲ့စိတ်ထဲမှာရှိတဲ့မလုံခြုံမှုတွေကိုထုတ်ဖော်ပြသနေတာပဲဖြစ်ပါတယ်ဒါကြောင့်ပထမအဆုံးအနေနဲ့ပတ်ဝန်းကျင်ကအစိုးမြင်တာဟာသူတို့ရဲ့သဘာဝပဲလို့ကျွန်တော်တို့ကလက်ခံထားဖို့လိုအပ်ပါတယ်ခင်ဗျာနံပါတ်2အနေနဲ့ကတော့သူတို့ပြောနေတဲ့စကားတွေဟာကိုယ့်ရဲ့တန်ဖိုးမဟုတ်ဘူးဆိုတာပါပဲကိုကလမ်းမှန်ပေါ်မှာရှောက်နေသည်ဘေးကနေအော်ဟစ်နေတဲ့အတန်တွေကိုဂရုစိုက်နေစရာမလိုပါဘူးလူတစ်ယောက်ရဲ့တန်ဖိုးဆိုတာသူများပြောနေတဲ့စကားတွေမှာရှိတာမဟုတ်ပဲကိုယ့်ရဲ့လုပ်ရက်နဲ့ကိုယ့်ရဲ့စိတ်ထားမှာပဲရှိတာပါပတ်ဝန်းကျင်ကကိုယ့်ကိုအနေဆုံးနေရာကနေကြည့်ပြီးဝေဖန်နေပါစေကိုကတော့ကိုယ့်ရဲ့ရည်မှန်းချက်စီကိုပဲအာရုံစိုက်ထားရပါမယ်သူတို့ရဲ့အမြင်ကကိုယ့်ရဲ့အရှိတရားကိုမပြောင်းလဲပြစ်နိုင်ဘူးဆိုတာကိုအမြဲတမ်းရစေခြင်းပါတယ်ခင်ဗျာနံပါတ်3အနေနဲ့ကတော့ဝေဖန်တန်တွေကိုလစ်လူရှုလိုက်ခြင်းပဲဖြစ်ပါတယ်အကောင်းဆုံးတုံ့ပြန်နည်းရတော့ဘာမှပြန်မပြောခြင်းပါပဲကိုယ့်ကိုအစိုးမြင်နေတဲ့သူတွေကိုလိုက်ပြီးရှင်းပြနေတာဟာကိုယ့်ရဲ့အချိန်နဲ့ခွန်အားတွေကိုအလတ်ဟတ်သက်ဖြုံးတီးပစ်တာနဲ့အတူတူပါပဲကျွန်တော်တို့မှရှင်းပြဖို့တာဝန်မရှိပါဘူးကိုလုံးစရာရှိတာကိုပဲအေးအေးဆေးဆေးဆက်လုပ်နေတာဟာအစိုးမြင်သူတွေကိုထိရောက်ဆုံးတုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်တခါတလေမှာနားပိတ်ထားတတ်ဖို့ကလည်းဘဝအတွက်အရေးကြီးတဲ့ပညာတစ်ခုပါပဲနံပါတ်4အနေနဲ့ကတော့ကိုယုံကြည်မှုတိဆောက်ခြင်းပဲဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ဓာတ်ကိုခိုင်မာအောင်လုပ်ဖို့ပါပတ်ဝန်းကျင်ကဘယ်တော့ပဲအစိုးမြင်ကိုတော့ယုံကြည်မှုအပြည့်ရှိနေရပါမယ်လူတိုင်းမှာအားနည်းချက်ဆိုတာရှိပြမြဲပါပဲဒါပေမဲ့အဲ့ဒီအားနည်းချက်ကိုပဲထောက်ပြီးပြောနေတဲ့သူတွေရဲ့စကားကိုနားယောင်ပြီးကိုအားမငယ်ပါနဲ့ကိုယ့်ရဲ့အားသာချက်တွေကိုပြန်ကြည့်ပါကိုဖြတ်ကျော်လာခဲ့တဲ့အခက်အခဲတွေကိုပြန်တွေးကြည့်ပါကိုချစ်တဲ့စိတ်ကိုယုံကြည်တဲ့စိတ်ကပတ်ဝန်းကျင်ရဲ့အစိုးမြင်မှုတွေကိုတိုက်ဖြတ်နိုင်တဲ့အကောင်းဆုံးတိုင်းကလက်နက်ပဲဖြစ်ပါတယ်နံပါတ်5အနေနဲ့ကတော့အောင်မြင်မှုနဲ့တက်တည်ပြပါနောက်ဆုံးအပိုင်းအနေနဲ့ကတော့အောင်မြင်မှုနဲ့ပဲတက်တည်ပြလိုက်ပါလို့ပြောချင်ပါတယ်အခုကိုအစိုးမြင်ပြီးကဲ့ရဲ့နေတဲ့သူတွေဟာကိုအောင်မြင်သွားတဲ့တနေ့မှာဘာမှဆက်မပြောနိုင်တော့ပါဘူးဝေဖန်တန်တွေကိုစိတ်တက်ကြစရာအဖြစ်မသုံးပဲကိုရှေ့ဆက်ဖို့တွန်းအားပေးနေတဲ့73စီအဖြစ်ပြောင်းလဲလိုက်ပါကိုဖြစ်ချင်တဲ့ပန်းတိုင်ကိုရောက်သွားအောင်ပြလိုက်တာဟာသူတို့ရဲ့ပါဇက်တွေကိုအလိုလိုနေရင်ပိတ်သွားစေမယ့်နီးလန်းပါပဲပတ်ဝန်းကျင်ကဘလို့ပဲမြင်ကိုကတော့ကိုဘဝကိုအကောင်းဆုံးရှင်းသန်သွားဖို့ကအဓိကပါပဲခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးခဲ့တာကတော့ပတ်ဝန်းကျင်ရဲ့အစိုးမြင်ဝေဖန်မှုတွေကိုခန္ဓာရည်ရှိအောင်ဘယ်လိုနေရမလဲဆိုတဲ့အချက်၅ချက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီနေ့တင်ဆက်မှုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်ပေးသွားပါလို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာနောက်နေ့အစီအစဉ်ဒီမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်နော်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ